မင်္ဂလာပါရှင်ဒါဟာကချိုင်းမြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌပူးစီစကြုံကပါတီဥက္ကဋ္ဌမှအနားယူခွင့်ပြုရစာတင်ထားကြောင်းသိရှိရပါတယ်ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌပူးစီစကြုံမှာပါတီဥက္ကဋ္ဌအဖြစ်နှုတ်ထွက်ခွင့်ပြုရ2020ခုနှစ်ဒီဇင်ဘာလ1ရက်နေ့တွင်နှုတ်ထွက်စာတင်ထားကြောင်းသိရှိရပါတယ်ထန်တလန်မြို့နယ် NLD ပါတီအနေဖြင့်ပါတီအောင်နိုင်ရေးအတွက်ပညာရေးတင်ဒါများလျှောက်ထားသူကုမ္ပဏီများကငွေရေးကြေးလှူဒန်းခဲ့တဲ့စရင်လူမှုကွန်ရက်ပေါ်တွင်ထွက်ပေါ်လာပြီးနောက် NLD ပါတီမှစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာပါတီဥက္ကဋ္ဌပူးစီစကြုံအနေဖြင့်ပါတီဥက္ကဋ္ဌမှနှုတ်ထွက်ခွင့်ပြုရစာတင်ထားခြင်းဖြစ်ကြောင်းသိရပါတယ်သူတို့ရဲ့စည်ရင်းစစ်ဆေးတဲ့သူတွေမှာဗဟိုကစာတင်ထားတာသဘောမတူတဲ့အတွက်နှုတ်ထွက်ခွင့်တောင်းတာဖြစ်တယ်။တာဝန်ရှိသူတွေကစစ်ဆေးတဲ့စာမိတ်တွေကျွန်တော်စီအကုန်ပို့ပေးပါတယ်။ဒါပေမဲ့ပါတီအတွင်းရေးဆိုတော့ပြောဆိုခွင့်မရှိဘူး။သူတို့ရဲ့စီကံစစ်ဆေးတဲ့သူတွေကဗဟိုမှာစာတင်ထားတာသဘောမတူတဲ့အတွက်နှုတ်ထွက်စာတင်တာဖြစ်တယ်။တာဝန်ရှိသူတွေကစစ်ဆေးတဲ့စာမိတ်တို့ကျွန်တော်စီကိုအကုန်ပို့ပေးတယ်။ဒါပေမဲ့ပါတီအတွင်းရေးဆိုတော့ပြောဆိုခွင့်မရှိပါဘူး။သူတို့ကအစီအစဉ်ဆောင်ရွက်တာသဘောမတူတဲ့အတွက်ပါတီဥက္ကဋ္ဌအနေနဲ့ထွက်စာတင်တာဖြစ်ပါတယ်။ပါတီကနေတော့မထွက်သွားပါဘူး။လွှတ်တော်ကိုယ်စားလှယ်အနေထားကိုတော့ဘာမှထိခိုက်မှာမဟုတ်ဘူးလို့ဦးစီစကြုံကဟာခတ်ထမ်ကိုပြောပြခဲ့ပါတယ်။ဦးစီစကြုံဒီ2020ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီမှထန်တလန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင်အနိုင်ရရှိခဲ့သူတဦးဖြစ်ပါတယ်။ဦးစီစကြုံဒီ2020ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီမှထန်တလန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင်အနိုင်ရရှိခဲ့သူတဦးဖြစ်ပါတယ်။ပြည်내အစိုးရကဒီဇင်ဘာလ18ရက်နေ့တွင်ခရစ်စမတ်ပွဲတော်ကျင်းပမီချင်းပြည်내အစိုးရကအစိုးရတာဝန်ရှိသူတွေနဲ့ခရစ်ယာန်ဘာသာပါစတာတချို့ကိုဖိတ်ခေါ်၍လာမယ့်ဒီဇင်ဘာလ18ရက်နေ့တွင်ခရစ်စမတ်ပွဲတော်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးချင်းပြည်내လူမှုရေးဝန်ကြီးပူးပေါလိုမင်းထံကCOVID-19 ကာလဖြစ်တာကြောင့်လူများများဖိတ်ဖို့မဖြစ်နိုင်ဘူးအစိုးရတာဝန်ရှိသူတွေနဲ့ပါစတာတချို့ကိုဖိတ်ပြီးကျင်းပဖို့ရှိပါတယ်နေရာကိုတော့ခရစင်ခမ်းမှာစီစဉ်ထားပေမဲ့အစင်မပြေလို့အားကစားရုံဒါမှမဟုတ်မြို့တော်ခမ်းမှာကျင်းပမလားတော့မသိချသေးပါဘူးဒီဇင်ဘာလ18ရက်နေ့မှာကျင်းပဖို့အတွက်ဒီဇင်ဘာလ9ရက်နေ့မှာကျင်းပခဲ့တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာဆုံးဖြတ်ခဲ့တယ်လို့ဟာခတ်ထမ်ကိုပြောပြခဲ့ပါတယ်ချင်းပြည်နယ်အစိုးရကခရစ်စမတ်ပွဲတော်ကိုနှစ်စဉ်ကျင်းပခဲ့တော်လဲယခုနှစ်တွင်မူ COVID-19 ကာလဖြစ်နေရကြောင်းသက်ဆိုင်ရာတာဝန်ရှိသူတချို့ကိုဖိတ်ခေါ်ပြီးတော့ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနဲ့ခရစ်ယာန်ဘာသာအသင်းတော်များမှလည်းသက်ဆိုင်ရာတာဝန်ရှိသူများမှသတ်မှတ်ပေးထားသည့်လူဦးရေကန့်သက်ချက်ဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးတော့ကလေးမျိုးရက်ကွက်5ခုကို stay at home အဖြစ်သတ်မှတ်ကြောင်းသိရှိရပါတယ်ကလေးမျိုးတွင် COVID-19 ရောဂါပြန့်ပွားမှုမြင့်မားနေသည့်အတွက်သက်ဆိုင်ရာတာဝန်ရှိသူများကရက်ကွက်5ခုကို stay at home သတ်မှတ်ပေးရန်စကိုင်းတိုင်းအစိုးရထံတောင်းဆိုမှုအပေါ်အစိုးရမှဒီဇင်ဘာလ10ရက်နေ့တွင်အတည်ပြုပေးခဲ့ကြောင်းသိရှိရပါတယ်။ယခုကဲ့သို့ stay at home အဖြစ်သတ်မှတ်ခြင်းသည်ပြည်သူလူထုကိုကာကွယ်သည့်သဘောဖြစ်သောကြောင့် stay at home ချိုးဖောက်ပါက COVID-19 ရောဂါ၏သတ်မှတ်ထားသည့်ထုတ်ပြန်ချက်အတိုင်းအရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်။ Stay at home ကိုဒီဇင်ဘာလ10ရက်နေ့မှာထုတ်ပြန်ခဲ့တယ်။ဘယ်အချိန်ထိဖြစ်မလဲဆိုတာကတော့အစည်းအဝေးလုပ်ပြီးအဲ့ဒီဆုံးဖြတ်ချက်တိုင်းဖြစ်မယ်လို့တက်ဦးတီရာရက်ကွက်အုပ်ချုပ်ရေးမှူးပူခုချင်းထံကဟာခတ်ထိုင်းကိုပြောပြခဲ့ပါတယ်။ကလေးမျိုး၌ Stay at home သတ်မှတ်ထားတဲ့ရက်ကွက်များမှာအောင်သစ္စာတက်ဦးတီရာအောင်မင်္ဂလာမြို့သားနဲ့ချမ်းမြအောင်စီတို့ဖြစ်ကြပါတယ်။ Stay at home သတ်မှတ်နိုင်ရန်ကလေးမျိုး COVID-19 ကော်မတီကစကိုင်းတိုင်းအစိုးရထံဒီဇင်ဘာလ10ရက်နေ့တွင်တင်ပြခဲ့ကြောင်းသိရှိရပါတယ်။လူကြီးမင်းတို့၏လုပ်ငန်းကြောင်းရာများကိုကြောင်ရထဲတွင်းလိုပါကတဟာခါထိုင်းမှာဈေးနှုန်းချိုသာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ်။တဟာခါထိုင်း Facebook page နဲ့ YouTube channel တို့ကိုလည်း like follow share and subscribe လုပ်ပေးဖို့လည်းတိုက်တွန်းလိုပါတယ်။ကျွန်မချယ်ပါစေချာရုံနဲ့ဟာခါတန်တလန်မြို့ရှိပါစတာများတွေ့ဆုံခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။လူခွင့်ရေးဖွဲ့စည်းစေချာရုံနဲ့ဟာခါတန်တလန်မြို့ရှိပါစတာများနဲ့ဘာသာရေးကောင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။မကြသေးမီက
ဟာခါထန်တလန်မြို့နယ်ဇုတ်ဖေးတောင်ကျောမှာရှိကြတဲ့ဘာသာရေးခေါင်းဆောင်ပါစတာတွေနဲ့တွေ့ဆုံခဲ့ကြတယ်။အခြားကိစ္စတော့မဟုတ်ပါဘူး။ဘာသာရေးလွတ်လပ်ခွင့်နဲ့လူ့အခွင့်အရေးကိစ္စတွေမှာဘလို့အတူပူးပေါင်းလှုပ်ဆောင်နေကြမလဲဆိုတဲ့ကိစ္စပဲဆွေးနွေးကြတာပါလို့စေးချာရိုရဲ့စီမံကိန်းဒါရိုက်တာဆလိုင်းဆောင်နှင်းလျံကဟာခထားမှုပြောပြခဲ့ပါတယ်။ယခုပတ် American ဆိုရရဲ့ထုတ်ပြန်ချက်မှာဘာသာရေးလွတ်လပ်ခွင့်မရှိသောနိုင်ငံများစီးရင်တွင်မြန်မာနိုင်ငံကိုထည့်သွင်းဖော်ပြထားကြောင်းသိရှိရပါတယ်။ US အစိုးရကဖော်ပြတာကမြန်မာနိုင်ငံမှာဘာသာရေးလွတ်လပ်ခွင့်နဲ့လူ့အခွင့်အရေးကိစ္စလုပ်ငန်းဆောင်ရွက်ဖို့အများကြီးလိုနေသေးတယ်။အဲဒါကြောင့်ဒီကိစ္စကိုဘာသာရေးကောင်းဆောင်တွေနဲ့ပါစတာတွေကနားလည်ပြီးဆောင်ရွက်နေရင်လူထုအတွက်အများကြီးအကျိုးရှိမှာဖြစ်တယ်လို့ဆလိုင်းဆောင်နေလျံကထပ်မံပြောဆိုခဲ့ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်လို့စေးချာတို့ကထုတ်ပြန်တဲ့အစီရင်ခံစာကိုဆွေးနွေးကြတယ်။အထူးကဘာသာရေးလွတ်လပ်ခွင့်ကိစ္စကြောင့်လူအခွင့်အရေးကိစ္စမှာထိခိုက်နေတဲ့ကိစ္စတွေပါဆွေးနွေးခဲ့ပါတယ်။လောဝကတိုင်ဖြစ်စည်းခဲ့တဲ့ကိစ္စတွေလည်းပါတယ်။ဒါကအမျိုးသားရေးပုံဖော်နေတဲ့လက္ခဏာတစ်ခုဖြစ်တာကြောင့်အဲ့ဒီအကြောင်းကိုနားလည်ပြီးမှသာလုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ယူဆတဲ့အတွက်ဖြစ်တယ်လို့ဆလိုင်းဆောင်နှင်းလျံကထပ်လောင်းပြောဆိုခဲ့ပါတယ်။2012ခုနှစ်မှတ်တမ်းအရချင်းပြည်နယ်တွင်ခရီးယန်ဘုရားကျောင်း2000ခန့်ရှိသည့်အနက်အစိုးရ၏အတိမတ်ပြုမှုရရှိသည့်ဘုရားကျောင်းမရှိသလောက်ဖြစ်နေကြောင်းသိရှိရပါတယ်ရှင်။ဟာခမျိုး ARD စေယုံအဖွဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှုစီကံစီမံအရဖန်ဆီးခံထားရကြောင်းသတင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဟာခမျိုးချင်းဦးစီတွင်တရှိသည့် ARD Nurse Aid and Pharmacy Training တွင်တာဝန်ထမ်းဆောင်နေသူများသည်သက်ဆိုင်ရာတာဝန်ရှိသူများမှထုတ်ပြန်သည့် COVID-19 ရောဂါထိန်းချုပ်ရေးစီကံစီမံများချိုးဖောက်သည့်အတွက်ဖန်ဆီးအရေးယူနေကြောင်းသိရှိရပါတယ်ရှင်။ဒီကိစ္စနဲ့ပတ်သက်ပြီးဟာခမျိုးရဲစခန်းတာဝန်ရှိသူဦးနေလင်းထွန်းကယခုဖမ်းထားရတဲ့အကြောင်းရင်းက COVID-19 ကိုကာကွယ်ထိန်းချုပ်ရေးစီကံစီမံချိုးဖောက်တာကြောင့်ဖြစ်တယ်။ COVID-19 ကာလမှာတင်နန်းဖွင့်လက်တာတွေပိတ်ပင်ထားပေမဲ့တင်နန်းကျင်းပတဲ့အတွက်ဖန်ဆီးအရေးယူရခြင်းဖြစ်တယ်လို့ဟာခထားမှုပြောပြခဲ့ပါတယ်။ဟာခမျိုးမှာတရားမဝင်ဝင်ရောက်လာသူတွေနဲ့ခွင့်ပြုချက်မရဘဲတင်နန်းကျင်းပပြုလုပ်တဲ့သူတွေကိုဖန်ဆီးအရေးယူပြီးရဲစခန်းမှာတလကြာထိန်းသိမ်းထားကြောင်းသိရှိရပါတယ်ရှင်။ဖန်ဆီးထားတဲ့ ARD Hospital Group ရဲ့ဝန်ထမ်းတွေကိုတရားရုံးကအမိန့်ချပြီးအဲ့ဒီအမိန့်ချတဲ့အတိုင်းအရေးယူသွားမှာဖြစ်တယ်လို့ရဲစခန်းရဲ့တာဝန်ရှိသူတို့ထံမှသိရှိရပါတယ်ရှင်။ကျမတို့ရဲ့ဟာကထမ်မြန်မာဘာသာအစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်ကြီးများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့အစီအစဉ်ကိုဒီတင်ရနာခွင့်ပြုပါရှင်။ကျမအက်စတာပါ။